Ich komme aus Deutschland Deutschland ဆိုတာကဂျာမနီနိုင်ငံကိုပြောတာ expression ဆိုတာကစကားပြောသည် Das Deutsch ဆိုတာကဂျာမန်ဘာသာစကားဂျာမန်လို့ခေါ်တယ်ပေါ့နော်နိုင်ငံကဂျာမနီဘာသာစကားကဂျာမန် on ဆိုတာက ANDN အင်္ဂလိပ်လိုဆိုလို့ရှိရင်နှင့်လို့ပြောတယ် ein bisschen ဆိုတာကအနည်းငယ်ကိုပြောတယ်ပေါ့နော် ein bisschen ဆိုတာက a little bit ich spreche Deutsch English und ein bisschen Spanish ငါကဂျာမန်ဘာသာစကားအင်္ဂလိပ်ဘာသာစကားပြီးတော့ရှင်ဘာသာစကားကိုလည်းနည်းနည်းပြောတတ်တယ်လို့ပြောတာ Guten Tag ဆိုတာကကြတော့good day လို့ပေါ့နော်မင်္ဂလာရှိသောနေ့လေးပါပေါ့နော်ညီမလို့ဆိုလို့ရှိရင် hello ဆိုတာကနှုတ်ဆက်တာပေါ့နော် hello လို့အင်္ဂလိပ်လိုပြောလို့ရတယ် Guten Tag auf Wiedersehen ဆိုတာက goodbye auf Wiederhören ကလည်း goodbye မယ်အောက်မှာပါလိမ့်မယ်နော်အဲ့နှစ်မျိုးလုံးကဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင် auf Wiederhören ဆိုတာကကြတော့ဖုန်းနဲ့ပြောတဲ့အခါမှာဖုန်းချကန်ဒီမှာသုံးတယ် auf Wiedersehen ဆိုတာကကြတော့တယောက်နဲ့တယောက်လူချင်းတွေ့ပြီးတော့ပြန်တဲ့အခါမှာပေါ့နော်နှုတ်ဆက်လို့ရှိရင် auf Wieder ဇေဟန်လို့သုံးတယ်ပေါ့နော်ချူဆိုတာကကြတော့နှုတ်ဆက်တာကိုပြောတာ goodbye ကိုပြောတာပဲတူတူပဲဒါက informal နီးနှုတ်ဆက်တာဒါက formal နီးနှုတ်ဆက်တာပေါ့နော်